င်္ဂလာပါဒီနေ့မှာမျှဝေပေးတင်တာကတော့မိတ်ဆွေတွေရဲ့ဖုန်းထဲမှာပိတ်ထားတဲ့ setting တစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီ setting ကိုမိတ်ဆွေတို့ကဖွင့်ထားမိမယ်ဆိုလို့ရှိရင်မိတ်ဆွေတွေရဲ့ဖုန်းထဲကိုပါတဲ့ software တွေပြီးတော့ malware ပါတဲ့ software တွေပေါ့နော်အဲ့ software တွေက auto ဖုန်းထဲကို install လုပ်ပြီးတော့မိတ်ဆွေတွေရဲ့ဖုန်းကိုလည်းအန္တရာယ်ဖြစ်စေနိုင်ပါတယ်ဒါကြောင့်မို့အဲ့ဒီ setting တစ်ခုကိုပိတ်ထားပေးရမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက်မိတ်ဆွေတွေရဲ့ဖုန်းထဲမှာရှိတဲ့ setting တွေကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါ setting တွေကိုရောက်လာပြီဆိုရင်တော့ဒီ add ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ကိုနှိပ်ပြီးသွားရင်တော့ဒီ Chrome browser တွေကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါတကယ်လို့မိတ်ဆွေတွေရဲ့ဖုန်းထဲမှာ Chrome browser မသုံးဘဲနဲ့ပေါ့နော်တခြား browser တွေသုံးရတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ browser တွေကိုနှိပ်ပြီးတော့ဝင်လိုက်ပါကျွန်တော်ဖုန်းထဲမှာတော့ Chrome ပဲထည့်ပြီးတော့သုံးရတာဖြစ်တဲ့အတွက် Chrome ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်တော့ Chrome နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အပေါ်နောက်ကိုဆွဲတင်လိုက်ပါအပေါ်နောက်ဆွဲတင်ပြီးပြီဆိုလို့ရှိရင်တော့ install unknown apps ဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီနေရာရောက်လာပြီဆိုရင်ဒီဘက်ဘေးနားမှာခလုတ်လေးဒီခလုတ်လေးကိုကျွန်တော်တို့ကအခုလိုမျိုးဖွင့်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့စီမှာခွင့်ပြုချက်တောင်းစရာမလိုဘဲနဲ့ဒီ bias software တွေ malware တွေကနေပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းတွေကိုauto install လုပ်ပြီးတော့ဝင်လာလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီခလုတ်လေးကိုနှိပ်ပြီးတော့အခုလိုမျိုးပိတ်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းတွေကိုတကယ်လို့ပေါ့နော်ကျွန်တော်မသိတဲ့ software တွေကနေပြီးတော့ install လုပ်ပြီးတော့ဖုန်းတွေကို install လုပ်ပြီးထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာခွင့်ပြုချက်တောင်းပြီးတော့မှသူတို့က install တင်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီခလုတ်လေးကကျွန်တော်တို့ရဲ့ဖုန်းထဲမှာအရေးကြီးတဲ့ setting တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီ setting လေးကိုတစ်ချက်နှိပ်ပြီးတော့ပိတ်ထားပေးလိုက်ပါဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေများဒီနည်းပညာလေးကိုပြုလုပ်တတ်လိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ကိုလည်းနည်းပညာအသစ်လေးတွေကိုမျှဝေပေးအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့เนาะကျွန်တော်မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ